အားလုံးပဲမင်္ဂလာပါဗျာပြန်လို့တွေ့ဆုံရပြန်ပြီမိတ်ဆွေတို့နေကောင်းကြမှာကြရမလားကျွန်တော်ရဲ့ channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုစကားပြောချင်တဲ့အကြောင်းအရာလေးကတော့တကယ်တော့ကျွန်တော်တို့တစ်သက်လုံးအတွက်တစ်ဘဝလုံးအတွက်အရေးကြီးဆုံးရှုပ်ဝက်ချက်လေးတစ်ခုကိုပြန်ပြီးတော့မျှဝေပေးချင်ပါတယ်အဲ့ဒါကတော့ကျွန်တော်အပေါ်မှာခေါင်းစဉ်ပေးထားတဲ့အတိုင်းဘာလို့ငါကြမှာဒီလိုဖြစ်ရတာလဲဆိုတဲ့ခေါင်းစဉ်လေးအတိုင်းအရာရာတိုင်းဟာအကောင်းဆုံးဖြစ်ဖို့ဖြစ်လာတာပါဆိုတဲ့အသည့်တရားလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝခီးလမ်းမှာတစ်ခါတလေကြာရင်ကံကြမ္မာကိုရိုက်ချိုးလိုက်တဲ့ခံစားရတဲ့အချိန်တွေရှိတတ်တယ်အဲ့ဒါမျိုးကျွန်တော်ကိုယ်တိုင်ကလည်းကြုံခဲ့ဘူးတဲ့အတွက်ကြောင့်အဲ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေစတဲ့အတွေ့အကြုံလေးတွေကိုကျွန်တော်အနေဖြင့်ပြန်ပြီးတော့မိတ်ဆွေတို့ကိုမျှဝေပေးခြင်းဖြစ်ပါတယ်အဲ့လိုမျိုးကြုံလိုက်ရတဲ့အချိန်တွေမှာမိတ်ဆွေတို့အနေနဲ့ဘယ်လိုမျိုးကိုပြန်ပြီးတော့ control လုပ်လဲဆိုတာကျွန်တော်အနေနဲ့မေးခြင်းတယ် Okay အဲ့ဒါဆိုရင်ဥပမာအနေနဲ့ကျွန်တော်ပေးရမယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ချေရတဲ့သူနဲ့လမ်းခွဲရလိုက်ရတဲ့အခါဖြစ်ဖြစ်မိသားစုထဲမှာဆုံးရှုံးမှုတွေကြုံရတဲ့အခါဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်အသေးအံစူးစမ်းနေတဲ့အလုပ်တစ်ခုဒါမှမဟုတ်အခွင့်အရေးတစ်ခုကကိုယ့်လက်ထဲကနေရောက်လာပြီးမှပဲမတရားသဖြင့်ပေါ့နော်ပြန်ပြီးတော့ဘယ်လိုပြောမလဲလွတ်ထွက်သွားတဲ့အခါမျိုးတွေမှာအဲ့လိုမျိုးအခါမျိုးတွေမှာကိုယ့်အတွက်အခွင့်အရေးတစ်ခုဆုံးရှုံးသွားပြီဆိုပြီးတော့အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့ဒီအချိန်ကကြာရင်ဘယ်သူမဆိုဘာလို့ငါကြမှာဒီလိုဖြစ်ရတာလဲလောကကြီးကသိပ်မတရားဘူးကွာငါ့ကိုဘာလို့ဒီလောက်ထိရက်ဆက်ရတယ်လဲဆိုပြီးတော့ကိုပြန်ပြီးမေးခွန်းတွေမေးတတ်ကြတယ်တယောက်တည်းတိမ်ငယ်စိတ်တွေဖြစ်တယ်အားငယ်စိတ်တွေဖြစ်တယ်ကောင်းကင်ကြီးမောကြည့်ပြီးတော့အော်ဟစ်မိတယ်အဲ့လိုပဲအဲ့ဒီအချိန်မှာကျတော့ခင်ဗျားတို့မိတ်ဆွေတို့ခံစားရတာကကဘာပြတ်သုံးသွားတယ်လို့မျိုးပဲရှစ်ဆက်ရမယ်လမ်းမရှိတော့တယ်လို့မျိုးပဲငါအတွက်လာမယ့်နေ့ရက်တွေကအတိတ်ပဲမရှိတော့ဘူးကွာစပြီးတော့အဲ့လိုမျိုးမေးခွန်းတွေကိုယ့်အကိုပြန်မေးနေတတ်ကြတယ်ဒါပေမဲ့မိတ်ဆွေတို့ကိုကျွန်တော်အားပေးချင်တာကကျွန်တော်တို့လူသားတွေဟာအကန့်အသတ်ရှိတဲ့အမြင်နဲ့ပဲအရာရာကိုကြည့်နေတတ်ကြတယ်ဘယ်လိုပြောမလဲဒီလိုဖြစ်တာဒီလိုအဲ့ဒါကြောင့်ကအချုံးပေးလိုက်ပြီးအဲ့လိုမျိုးဆိုလို့ချင်တာပေါ့နော်အကန့်အသတ်နဲ့ပဲကြည့်နေကြတယ်တကယ်ရှေ့ကိုလုံးဝမကြည့်ဘူးကျွန်တော်တို့ကရှေ့ကိုပဲကြည့်ပြီးရှင်းသန်နေကြရတာမို့အခုလက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာလေးတွေကိုအတိတ်ပဲမဖော်နိုင်သေးကြဘူးပေါ့နော်ကျွန်တော်ဟိုတလောကဗီဒီယိုတစ်ပုဒ်ကြည့်လိုက်တယ် YouTube ကစတီဂျောပြောခဲ့တဲ့စကားတစ်ခုရှိတယ်အဲ့ဒါကတော့ခင်ဗျားဟာတဲ့အဆက်ပြောက်တွေကိုရှေ့ကိုကြည့်ပြီးဆက်နေလို့မရဘူးเนาะတဲ့နောက်ကြောင်းလဲပြင်ကြည့်မှသာအဲ့ဒီအဆက်ပြောက်လေးတွေကဘယ်လိုရှိတ်ဆက်သွားနိုင်မလဲဆိုတာသိနိုင်တာတဲ့နားလည်တယ်မလားကျွန်တော်ပြောတာအဆက်ပြောက်တွေဆိုတာကိုအတိတ်မှာလုပ်ခဲ့တဲ့သင်ဟွာတွေပေါ့အတိတ်မှာလုပ်ခဲ့တဲ့အမားတွေအမှန်တွေဖြစ်ဖြစ်အမားတွေဖြစ်ဖြစ်အဲ့ဒီအဆက်ပြောက်လေးတွေနဲ့ကိုအခုလက်ရှိ Facebook မှာဖြစ်ပြနေတဲ့အကြောင်းအရာလေးတွေကိုဘယ်လိုပြောမလဲ connect လုပ်မှာပေါ့ရှိတ်ဆက်ပြီးတော့အဖြေရှာမှာပေါ့အဲ့လိုမျိုးရှာမှပဲကိုယ့်အတွက်ယခုနေထိုင်တဲ့ဘဝကကိုယ့်အတွက်အတိတ်ပဲရှိမယ်လို့တော့ပြောချင်တာပေါ့နော်တကယ်တည်းဟုတ်ပါတယ်ကိုလုတ်ခဲ့တဲ့အတိတ်ကအဲ့ဒီအဆက်ပြောင်းလေးတွေကကိုရနာသမျှသင်ခန်းစာတွေယူမယ်နောင်တတွေမယူဘဲနဲ့သင်ခန်းစာယူဘူးစုရယူကိုလက်ရှိပြည့်စုံပြန်မှာဘယ်လိုအဆင်ပြေအောင်နေမလဲဆိုတော့အဲ့လိုမျိုးသင်ခန်းစာတွေယူပါပေါ့နော်မိတ်ဆွေတို့လွန်ခဲ့တဲ့9နှစ်ကဒါမှမဟုတ်10နှစ်ကအဲ့ဒီအဖြစ်အပျက်တွေကိုပြန်ကြည့်လိုက်ပါရည်သားတဲ့ကွဲတာဖြစ်ဖြစ်မိသားစုဆုံးရှုံးတာဖြစ်ဖြစ်ကိုအလုပ်ငန်းခွင်ငန်းတစ်ခုမှအဆင်မပြေတဲ့အချိန်တွေမှာဖြစ်ဖြစ်အဲ့လိုမျိုးကိုလွန်ခဲ့တဲ့9နှစ်10နှစ်ကအဲ့လိုအဖြစ်အပျက်တွေကိုပြန်ကြည့်လိုက်ပါအဲ့ဒီတော့ကမိတ်ဆွေကိုယ်တိုင်တီလူမတက်ခံစားရတယ်ဒါမှမဟုတ်ကိုဆုံးရှုံးရတဲ့ကိစ္စကအခုချိန်မှာတော့ငါအဲ့ဒီတော့ကအဲ့လိုဖြစ်ခဲ့လို့ဒါငါအခုလိုပို့တော်တဲ့သူဖြစ်လာရတာပိုတန်မာတဲ့လူဖြစ်လာရတာဆိုတဲ့အသည့်မျိုးမိတ်ဆွေတို့ရဖို့မှာပါဟုတ်တယ်မလားဒါကြောင့်အခုမိတ်ဆွေတို့ကြုံနေရတဲ့အခက်အခဲကလည်းနောက်တစ်ချိန်မှာမိတ်ဆွေတို့အတွက်ဂုဏ်ယူစရာနဲ့ပြန်ပြောရမယ်အောင်မြင်မှုရဲ့အစပြုခြင်းပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ပုံပြင်လေးတစ်ခုနဲ့ဥပမာလေးတစ်ခုပြောပြခြင်းတယ်အဲ့ဒါကတော့လိပ်ပြာလေးတစ်ကောင်ရဲ့ဘဝအစပေါ့နော်ဒီပုံပြင်လေးကတော့အားလုံးသူလည်းကြားဖို့ပါလိပ်ပြာလေးတစ်ကောင်ဖြစ်ဖို့အတွက်သူပိုးစုံကျူးလေးတွေတဆင့်ရင်ဖြစ်တာပေါ့နော်လိပ်ပြာလေးကပိုးရင်တွေကနေထွက်ဖို့အတွက်အပေါက်ငယ်လေးတွေကနေအသက်အရွယ်ရုန်းကန်နေရတယ်ပေါ့နော်အဲ့လိုမျိုးရုန်းကန်နေရတဲ့ဟာ
လူတယောက်ကအဲ့ဒီရုံးကက်နေရတော့ကြည့်ပြီးတော့တနာစိတ်ကျင်နာစိတ်ဝင်တာပေါ့နော်အဲ့လိုမျိုးတနာစိတ်ကျင်နာစိတ်ဝင်တဲ့အတွက်ကြောင့်သူကအော်ဒီလိပ်ပြလေးအပြင်ကိုထွက်နိုင်အောင်ကျင်းကျက်ပြီးထွက်နေရတာပေါ့ဗျာယုံပြီးတော့အဲ့လိုမျိုးကြောင့်အဲ့ဒါကြောင့်ကက်ကြီးနဲ့သူ့ရဲ့ပွင့်လေးဖောက်ပေးလိုက်တယ်အဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့လိပ်ပြလေးကအလွယ်တကူထွက်လာနိုင်ပေမဲ့သူ့ရဲ့အတောင်ပံတွေကပျော့ခွေနေပြီးဘယ်တော့မှမပြန်တန်းနိုင်တော့ဘဲနဲ့မြေပေါ်မှာတရွတ်ထိုက်သွားရင်းနဲ့တည်ဆုံးသွားခဲ့တယ်အဲ့လိုပဲတခါတလေကြာရင်တချို့မိဘတွေရှိပါတယ်ကိုယ့်ရဲ့ကလေးကိုရှစ်တယ်ပြောပြီးအပြင်လောကမိတ်ဆွေတွေနဲ့အပေါင်းအသင်းတွေမပေါင်းခိုင်းဘူးဟုတ်တယ်မလားဒီလိုပေါင်းလိုက်ရင်သူမိတ်ဆွေတွေဆိုးတွေတွေ့သွားမယ်ကလေးကလမ်းမရောက်သွားမယ်အဲ့လိုမျိုးတွေပြောတဲ့လူတွေရှိတယ်ဒါပေမဲ့အဲ့ဒါကတော့တကယ် control လုပ်တာလဲကောင်းတယ်ဒါပေမဲ့ control မှာလဲ limit control ရှိဖို့လိုတယ်ဘယ်လိုပြောမလဲသိတင်းကျပ်လို့မရဘူးပေါ့နော်အဲ့လိုမျိုးကလေးတယောက်အဲ့လိုမျိုးတင်းကျပ်လိုက်ရင်ကလေးကတယောက်တည်းသမားဖြစ်ပြီးတော့တိမ်ငယ်စိတ်တွေဝင်ပြီးတော့အပေါင်းအသင်းမရှိဘူးကြည်လိုက်ရင်အပေါင်းအသင်းမိတ်ဆွေမိတ်ဖော်မရှိဘူးဘာမှမရှိတော့တယောက်တည်းဖြစ်နေတာပေါ့ကျွန်တော်ပုံကြီးလေးပြန်ဆက်ရမှာဆိုရင်ဘာလို့လဲဆိုတော့ဖွင့်တွေကချင်းမြောင်းနေတဲ့အပေါက်လေးတွေကအသေးအတန်ရုံးကန်နေရတဲ့ဖြစ်စဉ်ကမှလိပ်ပြလေးရဲ့ခန္ဓာကိုယ်တွေကအရည်တွေကတောင်ပံလေးကိုရောက်သွားစေပြီးပြန်တန်းနိုင်တဲ့ခွန်အားတွေပေးတာမို့လို့အဲ့ဒီချိန်မှာသာလိပ်ပြလေးကအဲ့လိုမျိုးဘယ်လိုပြောမလဲအဲ့ဒီတောင်ပံလေးတွေယုံပြီးမှပဲအပေါ်ကိုပြန်တက်နိုင်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ငယ်ဘွားဖြစ်ဖြစ်ကြီးဘွားဖြစ်ဖြစ်ဘွားကအခက်အခဲတွေကလည်းအဲ့ဒီ point လိုပါပဲမိတ်ဆွေတို့အခုပင်ပန်းစေတာမိတ်ဆွေတို့ကိုအခုညှဉ်းပန်းနှိပ်စက်နေတာမိတ်ဆွေကိုဖြတ်စည်းဖို့လာတာမဟုတ်ဘူးလို့ပဲကိုယ့်အကိုမှတ်ထားပါနောင်တတွေရမနေပါနဲ့နောက်တစ်ချိန်မှာအဲ့ဒီစူးစမ်းခဲ့တဲ့ပင်ပန်းစေခဲ့တဲ့အရာတွေကမိတ်ဆွေတို့အမြင်ကြီးကိုပြန်တန်းနိုင်ဖို့အတွက်မိတ်ဆွေတို့ရဲ့အတောင်ပံတွေကိုတန်မာအောင်လေ့ကျင့်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဘဝမှာ rejection အလုံးမှာညှင်းပယ်ခံရတာဆိုတာတကယ်တော့ redirection လမ်းကြောင်းပြောင်းပေးတာပဲဖြစ်ပါတယ်လမ်းကြောင်းပြောင်းပေးလိုက်တာကိုကဒီလုံးမှာသွားလျှောက်လိုက်တယ်ဗျာဒီလောက်ကကိုနဲ့အန်ဝန်ကွန်ကြမကြဘူးမကိုက်ညီဘူးလို့သူတို့ကတတ်မှတ်ပြီးတော့ကို reject ပေးလိုက်တယ်ဒါအဲ့ဒီအလုံးမရလို့ကိုအတွက်ဘာမှဖြစ်မနေနဲ့ကိုတခြားတစ်ခု redirection ပြောင်းလိုက်အဲ့လိုပုံစံမျိုးပြောချင်တာအဲ့ဒါကြောင့်လောကကြီးကမိတ်ဆွေနဲ့မထိုက်တန်တဲ့နေရာမိတ်ဆွေအတွက်မကောင်းတဲ့ပတ်ဝန်းကျင်ကနေမိတ်ဆွေကိုအတင်းဆွဲထုတ်ပြီးတော့ပို့ကောင်းတဲ့နေရာသစ်စီကိုပို့ဆောင်ပေးနေတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကဆုံးရှုံးမှုလို့ထင်မှတ်နေလို့မရဘူးเนาะအရာရာတိုင်းဟာကျွန်တော်စောနာခေါင်းစဉ်ပေးခဲ့တဲ့အတိုင်းအရာရာတိုင်းဟာကောင်းမှုဖြစ်လာတာလို့ပဲယုံကြည်နိုင်ဖို့ဆိုရင်ပထမဆုံးအနေနဲ့လက်ခံခြင်းကိုရှိရပါမယ်လက်ခံရမယ်ပေါ့เนาะအရာတိုင်းကိုဖြစ်ပြသွားတဲ့အရာတွေကိုပြင်လို့မရတော့ဘူးဆိုတာကိုသိပြီးမဲ့အဲ့ဒါကိုလက်ခံလိုက်ပါဒါပေမဲ့အဲ့ဒီအပေါ်မှာရခဲ့တဲ့မိတ်ဆွေရဲ့သဘောထားကိုပြင်လို့ရတယ်ဒါဘာလို့ငါမှဖြစ်ရတာလဲလို့မညီထွားပဲနဲ့အဲ့ဒီအဖြစ်အပျက်ကိုငါအတွက်ဘာသင်ခန်းစာတွေရလိုက်လဲဆိုပြီးတော့ကိုပြန်ပြီးတော့ပြောင်းပြန်အနေနဲ့ပြန်မေးကြည့်ပေါ့နော်အဲ့လိုမျိုးပြန်မေးကြည့်ပြီးရင်ကိုဖြတ်တန်းရမယ်ရှစ်ဆက်နေ့ရက်တွေကိုလုပ်ငန်းစဉ်ကြီးတစ်ခုလုံးလို့ယုံကြည်လိုက်ပါအခုမိတ်ဆွေမြင်နေရတာပကြီးကားတစ်ချက်လုံးဝမဟုတ်ဘူးเนาะဆေးဆက်တချို့ပဲရှိတယ်ဆေးဆက်တွေကအခုတော့ကြည့်ရဆိုးနေနိုင်ပေမဲ့ပကြီးစရာကတော့သူဘာဆွဲနေလဲဆိုတာသူ့ဟာသူသိပြီးသားနောက်ဆုံးအနေနဲ့မိတ်ဆွေတို့ကိုခွန်အားပေးချင်တာကတော့ခမညာအခုဘလောက်ပဲအမောင်တဲကိုရောက်နေပါစေဒါဟာမိတ်ဆွေအတွက်ဇက်သိမ်းမဟုတ်သေးဘူးဆိုတာပါပဲဇက်သိမ်းဆိုတာအမြဲတမ်းပျော်ရွှင်စရာကောင်းရပါတယ်အကယ်၍အခုမိတ်ဆွေမပျော်ရွှင်ရသေးဘူးဆိုရင်ဒါဇလန်းမပြီးသေးလို့ပါပဲမှန်တယ်မလားကျွန်တော်ပြောတာဇလန်းမပြီးသေးလို့အဲဒါကြောင့်80ရမယ်ဇလန်းနေ့ရက်တွေရှိသေးတဲ့အတွက်ကြောင့်80ပါမိတ်ဆွေရဲ့ဘဝစာမျက်နှာတစ်တွေကိုပိုကောင်းတဲ့အောင်မြင်မှုတွေပိုသားရတဲ့နေ့ရက်တွေကစောင့်ကြုံနေတယ်မိတ်ဆွေထင်ထားတဲ့ပိုတန်မာလို့လောကကြီးကလည်းမိတ်ဆွေထင်ထားတာထက်ပိုရှိတတ်ပါတယ်ဒါကြောင့်အရာရာကိုအကောင်းမြင်စိတ်နဲ့ရင်ဆိုင်ပါယုံကြည်ချက်ရှိနဲ့နေ့ရက်တိုင်းကို80ပါဖြတ်သန်းပါအချိန်တန်တဲ့အခါကျရင်မိတ်ဆွေဟာပြုံးပျော်ရွှင်စွာနဲ့အဲ့ဒီတုန်းကအဲ့လိုဖြစ်ခဲ့လို့ဒါအခုငါအောင်မြင်နေတာလားဆိုပြီးတော့ကိုယ့်အကိုကွန်ပျူတာနဲ့ပြောနိုင်ပါလိမ့်မယ်အရာရာဟာမိတ်ဆွေအတွက်အကောင်းဆုံး
ဖြစ်လာဖို့လမ်းစာတွေကြီးပါပဲအဲဒါကြောင့်မငြီးတော့ပါနဲ့ဒီဟာမှာ reject ဖြစ်ရင်နောက်အတွက်ကို redirection ပြောင်းပါကိုအတွက်စူးစမ်းမယ်နည်းရဲ့အတိုင်းကိုရှေ့ဆက်ပါ okay မိတ်ဆွေတို့အတွက်ဒီနေ့ဒီဗီဒီယိုကဒီလောက်ပါပဲတခုခုရသွားမယ်လို့လည်းကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်တခုခုရသွားတယ်ဆိုရင်ကျွန်တော် comment ထဲမှာ yes လို့မှန်သွားပေးပါမိတ်ဆွေတို့အနေဖြင့်ကောမိတ်ဆွေတို့ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံအခက်အခဲများရှိလျင် comment မှာဝင်ရောက်ရင်ဖွင့်သွားလို့ရပါတယ်ကျေးဇူးပါ Thoughts are food for the brain အတွေးတွေကဥနောက်အတွက်အာဟာရဖြစ်ပါတယ်အဲဒါအတွက်ကြောင့်ကောင်းသောအတွေးကိုတွေးပါမိတ်ဆွေတို့လာမည့်နေ့ရက်တိုင်းမှာအဆင်ပြေပြေနဲ့ဖြတ်တန်းနိုင်ပါစေလို့ကျွန်တော်အနေဖြင့်ဆုမွန်ကောင်းတောင်းအပ်ပါတယ်အားလုံးကိုကျေးဇူးပါနောက်ဗီဒီယိုမှာပြန်လို့တွေ့ဆုံချင်ပါသေးတယ်